Trump ကတနင်္ဂနွေနေ့မနက်မှာသူ့ကိုငါတို့ရလိုက်ပြီ we got him ဆိုတဲ့စကားသုံးလုံးကို post တင်ခဲ့ပါတယ်အဲ့ဒီစကားလုံးတွေရဲ့နောက်ွယ်ကဇလန်းကတော့တပေါ်လေးကိုမယုံနိုင်စရာကောင်းပါတယ်ပြီးခဲ့တဲ့တောက်ကြနေတုန်းကအီရန်အနောက်တောင်ပိုင်းမှာအမေရိကန်ရဲ့ F-15E တိုက်လေယာဉ်တစ်စီးပြစ်ကျခဲ့ပါတယ်အဲ့ဒီထဲက pilot 2ယောက်ဟာရန်ရုနယ်မြေထဲကိုလေထီးနဲ့ခုန်ချခဲ့ကြတာပါတယောက်ကတော့အဲ့ဒီနေ့မှတင်ကဲထုတ်နိုင်ခဲ့ပေမဲ့ဒုတိယတစ်ယောက်ဖြစ်တဲ့လက်နက်စနစ်ထိန်းချုပ်ရေးအရာရှိကတော့ဒဏ်ရာတွေနဲ့အတူအီရန်နိုင်ငံအထက်ပိုင်းထိရောက်သွားပြီးပုံနှိပ်ခဲ့ရပါတယ်48နာရီကြာအောင်အမေရိကန်နဲ့အီရန်တို့ဟာဒီလူကိုဘသူအရင်တွေ့မလဲဆိုပြီးပြိုင်ပွဲတစ်ခုလိုရှာဖွေခဲ့ကြပါတယ်အီရန်ဘက်ကသူ့ကိုဖမ်းဖို့စုငွေထုတ်ခဲ့တယ်လို့အီရန်တော်လှန်ရေးအစောင့်တပ် IRGC တွေကလည်းကိုကာလူယာပြည်နယ်တွေကတောင်တန်းတွေမှာအပြည့်ချထားခဲ့တာပါအီရန်ဘက်ကသူ့ကိုမိတော့မယ်လို့ထင်နေချိန်မှာ CIA ကလွှဲကွက်တစ်ခုတုံးခဲ့ပါတယ်အဲ့ဒီလူကိုဖမ်းမိသွားပြီဆိုတဲ့သတင်းအမှားတွေကိုတမင်ဖြန့်လိုက်တာပါအီရန်တပ်တွေကသတင်းအမှားနောက်လိုက်နေတဲ့အချိန်မှာပဲအမေရိကန်အထူးစစ်စင်ရေးအဖွဲ့တွေကဝင်သွားပြီးအမြင့်ပေ9000ကျောင်းကတောင်ကြားတစ်ခုထဲမှာပေါင်းနေတဲ့အဲ့ဒီအရာရှိကိုအသက်ရှင်လျက်ရှာတွေ့ခဲ့ပါတယ်လမ်းကြောင်းရှင်းဖို့တဲ့အမေရိကန်တိုက်လေယာဉ်တွေကအီရန်တပ်စခန်းတွေကိုဘုံကျဲခဲ့ရပါတယ်သူ့ကိုကယ်ထုတ်တဲ့အချိန်မှာအမေရိကန်လေယာဉ်2စီးတော်တော်လေးပျက်စီးသွားကြကြောင်းအီရန်မြေပေါ်မှာတင်ဖျက်ဆီးခဲ့ရပြီးမြဲလူကိုတော့အောင်မြင်မြင်ကယ်ထုတ်နိုင်ခဲ့ပါတယ်ဒါကို Trump က Easter ပွဲတော်ရဲ့ an off period လို့ခေါ်ခဲ့တာပါဒါပေမဲ့လူတွေသတိမထားမိတဲ့အချက်တစ်ခုရှိပါတယ်အဲ့ဒါကတော့တောက်ကြနေကပထမတစ်ယောက်ကိုကယ်ပြီးတော့က Trump ကဘာမှမထွက်ခဲ့ပဲငြိမ်နေခဲ့တာပါအဲ့ဒါကလူတစ်ယောက်ပျောက်နေသေးတယ်ဆိုတာကိုအီရန်ဘက်ကမသိအောင်တမင်လွတ်ခဲ့တာဖြစ်လို့ဒါဟာကန်ကောင်းယုံတတ်တတ်မဟုတ်ဘူးလို့ပြောရမှာပါ